ကဲဖော်စား350ကိုမှနောက်ထပ်ကျွန်တော်ခဲရောင်လေးတအောင်ထည့်ရောက်လာပါတယ်ဗျာနော်ဖော်စားတွေအခုတော့နည်းနည်းလေးရောင်းတွက်နေရပေါ့နော်ဖော်စား350ဟွန်ဒါကုမ္ပဏီကနေထုတ်ထားတဲ့ကျွန်တော် auto pay ပါနော် auto pay ကျွန်တော်နော် engine power 350ပေါ့နော်350 cc ကိုထည့်ပေးထားပါတယ်ဖော်စား350ပေါ့နော်ရုပ်ရွက်ကြီးကိုတစ်ချက်ချိုးအရမ်းမိုက်ပါတယ်သူ့မှာဆိုရင်ကျွန်တော်တိုင်ဝက်ကကျွန်တော် TFC တိုင်ဝက်ဖြစ်သွားမယ်ကျွန်တော်နော်location တွေအားလုံးကျွန်တော် GPS တွေအားလုံးကိုဒီထဲမှာကျွန်တော်ဖတ်ကြည့်လို့ရမယ်ဆိုင်ငယ်ရဲ့ data တွေအကုန်လုံးဒီမှာဖတ်ကြည့်လို့ရပါမယ်နော်ဒါကသူ့ရဲ့ handle bar လေးပေါ့နော်ဒါ control clock တွေပါပြီးရင်သူ့ရဲ့ဒီရှေ့ကဒီ win ပေါ့နော်ရှေ့ကဒီကျွန်တော် win ချီဆိုလဲကျွန်တော်တို့ကတော့ခလုတ်နဲ့ပေါ့နော်မှန်တယ်မှန်ချနော်ကိုအလိုလိုမျိုး adjust လုပ်လို့ရတယ်ပေါ့နော်ဒီမှာကျွန်တော် motor လေးပါပါတယ်နော် adjust လုပ်လို့ရပါတယ်နော်ဒါသူ့ရဲ့ handle bar smart key နဲ့လာမယ်နော်ပြီးရင် brake ကလည်းရှေ့ ABS နောက် ABS တွေပါတယ်ပေါ့နော်โอเคဒါလေးက Forza 350ပါเนาะ Forza 350ပါ engine ကတော့ကျွန်တော် ESP plan engine ပေါ့เนาะဘား၄ချောင်းနဲ့လာပါတယ်เนาะ found 2ချောင်းပေါ့เนาะ engine power 350เนาะโอเคပြီးရင်သူ့ရဲ့ engine ကတော့ကျွန်တော် liquid cool တွေလည်းပါမယ်ပေါ့เนาะကျွန်တော် keyway ထွက်မယ်ဆိုဒီကောင်တွေကအရန်ကိုစီးလို့အရန်ကောင်းတယ်စီးလို့အရန်ညိမ့်တယ်ပေါ့เนาะကျွန်တော်တို့ဒီပြောရမယ်ဆိုကျွန်တော်ကားတွေနဲ့ပေါ့เนาะကားကျွန်တော်တို့ကား mini strong လေးနဲ့ကျွန်တော် expert နဲ့အဲ့လိုကွာတော့ပေါ့နော်ဒါလေးဆိုရင်ဒီကောင်းလေးဆိုရင်ကျွန်တော်တို့ကနော် keyway သွားမယ်ဆိုရင်ရအောင်မှစီးလို့ကောင်းတယ်လူအရန်တက်တာတဲ့ဘိန်းလေးပေါ့နော်ဒါသူ့ရဲ့ 2 box ကဆိုရင်လည်းကျွန်တော်တို့ကဆွမ်းနာပြောသလိုပဲကျွန်တော် keyway သွားမယ်တူတော့ကိုအတိတန်းထုတ်ပေးထားပါနော်အဲထဲမှာကျွန်တော်ကြောပွေးကြီးနှလုံးထည့်ပြီးရဲ့အပြင်ကိုနော်အများကြီးထည့်လို့ရတယ်နော်သူမှအကန့်နေလည်းအများကြီးပါဒီမှာတော့ဒါဆိုရင်တော့2တွေပေါ့နော်2တွေတင်ထားတဲ့နေရာတွေနော်โอเคပါသူ့ရဲ့ engine run တွေကတော့ကျွန်တော် engine run တွေကကျွန်တော်3 year ထိပါတယ်ပေါ့နော်3နှစ်ထိပါပါတယ်ဒါ Forza 350နေထားလေးပေါ့နော်ကျွန်တော်တို့ဟောလဲသူ့မှန်ဆိုလဲမှန်တူတူပဲเนาะသူရှေ့ကကျွန်တော်မှန်နေဆိုတော့ adjust လုပ်လို့ရတယ်เนาะမီးကြောက်ကဒီမှာ second မီးကကျတော့ကျွန်တော်ဒီဘတ်မှန်မှာပဲထည့်ပေးထားတယ်ပေါ့เนาะ Forza 350လေးပါเนาะโอเคပါ Forza 350ဆိုတော့ထိုင်အောင်နေတဲ့ညီကိုတွေ Forza 350စီးကျင်နေဆိုတော့အရေးကြထုတ်လို့ရမယ်เนาะဒီကောင်းနေဆိုတော့တောင်ချင်းငွေ9000ဝန်းကျင်လောက်တော့တောင်ပေးရတယ်ပေါ့เนาะလက်ငင်းဈေးရလဲဘတ်ငွေတသိန်းနဲ့8000ဝန်းကျင်လောက်ရှိရပေါ့เนาะမြန်မာငွေနဲ့တွက်မယ်ဆိုရင်တော့300ကျော်မယ်ပေါ့เนาะโอเคပါကြည့်ပြတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်เนาะဒီဆိုင်ကနေပတ်သက်ပြီးတော့ကျွန်တော်ဝယ်ယူခြင်းနဲ့စုံစမ်းခြင်းနဲ့ဆိုရင်တော့အသေးစိတ်စာလေးပို့ပြီးမြင်မြန်လို့ရပါတယ်เนาะ Forza 350ပါเนาะ